Hello ကိုဘီမိတ်ဆွေများမင်္ဂလာပါနေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ပင်ပန်းနေကြပြီလားဗျဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ကျေးဇူးတင်တတ်မှုပျော်ရွှင်မှုနဲ့အပြုသဘောဆောင်တဲ့စိတ်ထားတွေကိုနေ့စဉ်နှလုံးသွင်းပြီးကျွန်တော်တို့ရဲ့ကိုယ်စိတ်နှစ်ပါးကိုအေးချမ်းအောင်ပြုလုပ်သွားမှာဖြစ်ပါတယ်တခါတလေမိမိမှာရှိတာလေးတွေကိုပြန်မြင်ပြီးကျေးဇူးတင်တတ်ခြင်းဟာစိတ်အေးချမ်းသာစေတဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးပါအပူတောကတွေငြိမ်းအေးဖို့နေ့စဉ်နားထောင်ပါမစခင်မှာအသက်ကိုပြင်းပြင်းရှူသွင်းပြီးဖြည်းဖြည်းချင်းပဲပြန်ထုတ်လိုက်ရအောင်ပါမလိုအပ်ပဲတင်းထားမိတဲ့ခန္ဓာကိုယ်ကိုလည်းဖြေလျှော့ပေးလိုက်ပါဒါဆိုရင်စလိုက်ကြရအောင်ငါဟာငါဘဝကိုကျေးဇူးတင်ပါတယ်ငါဟာဖြတ်တန်းရမယ့်ဒီနေ့တစ်နေ့အတွက်ကျေးဇူးတင်ပါတယ်အလင်းပေးတဲ့နေမင်းတန့်ရှင်းလက်ဆက်တဲ့လေနဲ့ကောင်းမွန်စွာနေထိုင်ခွင့်ရတဲ့ကဘာမြေကြီးကိုလည်းကျေးဇူးတင်ပါတယ်ငါဟာငါခန္ဓာကိုယ်ကိုအာဟာရဖြည့်တင်းပေးတဲ့အစားအစာတွေကိုလည်းကျေးဇူးတင်ပါတယ်ပတ်ဝန်းကျင်မှာရှိတဲ့တဘာဝတရားကြီးရဲ့အလှအပတွေအတွက်လည်းကျေးဇူးတင်ပါတယ်ပျော်ရွှင်မှုတွေယူဆောင်လာပြီးတဲ့အခိုက်အတန့်ကောင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ငါစီကိုရောက်ရှိလာတဲ့အခွင့်အလမ်းတွေအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဘဝထဲကိုစီးဆင်းဝင်ရောက်လာတဲ့ကြွယ်ဝချမ်းသာမှုတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာငါကျမ်းမာရေးကောင်းမွန်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာတခြားလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာအောင်မြင်မှုကိုရောက်ရှိစေမဲ့စိန်ခေါ်မှုတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာငါပတ်ဝန်းကျင်မှာရှိတဲ့လူတွေစီကရတဲ့မေတ္တာနဲ့ထောက်ပံ့မှုအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါတင်ယူခဲ့ရတဲ့ဘဝသင်ခန်းစာတွေအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာကြုံတွေ့ခဲ့ရတဲ့ရေမောစရာဟာတနဲ့ပျော်ရွှင်မှုတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာငါရဲ့စိတ်အားထက်သန်မှုနဲ့ဖန်တီးမှုစွမ်းရည်အတွက်ကျေးဇူးတင်ပါတယ်ငါဟာအခုငါအိမ်မက်တွေကိုလိုက်စားခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါရဲ့စိတ်ချမ်းသာမှုအတွက်ကျေးဇူးတင်တယ်ငါဟာတပါးသူတွေစီကရရှိတဲ့ကျင်နာမှုအတွက်ကျေးဇူးတင်ပါတယ်ငါဟာဆရာကောင်းတမကောင်းတွေစီကရရှိတဲ့လမ်းညွှန်မှုတွေအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါဘဝထဲကပျော်ရွှင်မှုနဲ့မေတ္တာတရားတွေအားလုံးအတွက်လည်း
ကျေးဇူးတင်ပါတယ်ငါဟာဒီဘဝကိုရှင်သန်ခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာဒီဘဝကိုရှင်သန်ခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါဖြစ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါကျမ်းမာရေးကောင်းမွန်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါကျမ်းမာရေးကောင်းမွန်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာတခြားလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာအောင်မြင်မှုကိုရောက်ရှိစေမဲ့စိန်ခေါ်မှုတွေအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါပတ်ဝန်းကျင်မှာရှိတဲ့လူတွေစီကနေရတဲ့မေတ္တာနဲ့ထောက်ပံ့မှုအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါတင်ယူခဲ့ရတဲ့ဘဝသင်ခန်းစာတွေအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာဘဝမှာကြုံတွေ့ခဲ့ရတဲ့ရေမောစရာဟာတာအချို့နဲ့ပျော်ရွှင်မှုတွေအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါအိမ်မက်တွေကိုလိုက်စားခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါရဲ့စိတ်ချမ်းသာနေမှုအတွက်ကျေးဇူးတင်ပါတယ်ငါဟာတပါးသူတွေစီကရရှိတဲ့ကျင်နာမှုတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာဆရာကောင်းသမားကောင်းတွေစီကရရှိတဲ့လမ်းညွှန်မှုတွေအတွက်လည်းကျေးဇူးတင်ပါတယ်ငါဟာငါဘဝထဲကပျော်ရွှင်မှုနဲ့မေတ္တာတရားတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာဒီဘဝကိုရှင်သန်ခွင့်ရနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ positive အတွေးဆန်တဲ့ကျေးဇူးတင်တတ်မှုဗီဒီယိုကိုနေ့စဉ်နားထောင်ပြီးစိတ်ထဲကလိုက်ရည်ယူကြည့်ပါကျေးဇူးတင်စိတ်နဲ့မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲစေနိုင်တဲ့စွမ်းအားကိုတွေ့ကြုံခံစားလိုက်ပါကျေးဇူးတင်တတ်တဲ့နှလုံးသားနဲ့ရှင်သန်ရတဲ့အရာကိုလည်းခံစားလိုက်ပါမိတ်ဆွေတို့ကိုလည်းမေတ္တာနဲ့အလင်းရောင်များပို့သပေးပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေများအတွက်အကျိုးတစုံတရာရှိတယ်ဆိုရင် comment မှာ okay လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ